အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ရှင်းပြသွားပေးမှာတော့ကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတစ်လလောက်နေမယ်ဆိုရင်ဘယ်လောက်ကုန်ကျနိုင်မလဲဆိုတာလေးကိုကျွန်တော်ရှင်းပြသွားပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘန်ကပီမှာနေခဲ့တဲ့ကျွန်တော်ရဲ့ကုန်ကျငွေလေးပဲဖြစ်ပါတယ်ခင်ဗျတခြားနေရာမှာနေမယ်ဆိုရင်တော့ဒီထက်မကလည်းကုန်ကျနိုင်သလိုဒီထက်မကလည်းသက်သာနိုင်တာရှိနိုင်ပါတယ်ခင်ဗျကျွန်တော်နေတဲ့နေရာကတော့ဘန်ကပီမှာပေါ့ဘန်ကပီကဘာလဲဆိုရင်တော့ကျွန်တော်ဒီမှာကျတော့မြန်မာလူမျိုးတွေလည်းများသလိုမြန်မာအစားအသောက်တွေလည်းများတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့တခုခုဝယ်စားမယ်ဆိုရင်လည်းအောက်ကိုဆင်းလိုက်တာနဲ့အလွယ်ကူဆုံးဝယ်စားနိုင်တယ်ပေါ့ကျွန်တော်တို့ဒီမှာတိုက်ခန်းတစ်ခန်းငှားပြီးတော့နေရပေါ့တိုက်ခန်းကလည်းကျွန်တော်တို့ပြောရမယ်ဆိုရင်တစ်လကိုဘတ်3300ပေါ့အခန်းကတော့အရင်ကြီးမကျယ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့နေရထိုင်ရတာတော့အဆင်ပြေတယ်ပေါ့3300ဘာလို့ကြာလဲဆိုတော့ကျွန်တော်နေတဲ့အခန်းကအပေါ်ဆုံး9လွှာမှာပေါ့9လွှာဆိုတော့နည်းနည်းတော့တက်ဆင်းရတာတော့ခက်တာပေါ့ဒီမှာတော့တက်လိကားတော့မပေါ့တက်လိကားမပေါ့တော့ကျွန်တော်ဒီစီးနဲ့ရတာပေါ့တက်လိကားပါမယ်ဆိုရင်တော့ဒီစီးနဲ့တော့မရနိုင်ဘူးပေါ့နောက်ပြီးတော့အောက်ထပ်တွေပါနေတယ်ဆိုရင်လည်းဒီစီးနဲ့တော့မရနိုင်ဘူးပေါ့တယောက်တည်းနေမယ်ဆိုရင်တော့3300လောက်ကြာတာပေါ့ဒါပေမဲ့2ယောက်ခွဲနေမယ်ဆိုရင်တော့တယောက်တစ်ဝက်ပေါ့တယောက်တစ်ဝက်ဆိုရင်ကျွန်တော်တို့3300တစ်ဝက်ဆိုတော့1650ပေါ့တစ်လကို1650နဲ့ကျွန်တော်တို့ဒီမှာတော့နေလို့ရပြီပေါ့ကျွန်တော်တို့နေဖို့ကိစ္စပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရေဖို့မီးဖို့ပေါ့ဒီမှာကတော့ကျွန်တော်တို့ရေဆိုရင်တော့ကျွန်တော်တို့1ယူနစ်ကိုဘတ်20ယူရပေါ့ကျွန်တော်တို့မီတာဆိုရင်တော့1ယူနစ်ကိုကျွန်တော်တို့6ဘတ်ပေါ့ဒီမှာကတလားစာဆိုရင်တော့ကျွန်တော်တို့ရေဖို့မီးဖို့ဆိုရင်တော့ကျွန်တော်တို့မီတာကဆိုရင်တော့အများဆုံးကျွန်တော်တို့ဘတ်900 600လောက်တော့ကြာနိုင်တာပေါ့ရေဖို့ဆိုရင်တော့ကျွန်တော်ဒီမှာရေသုံးတာတလားဆိုရင်ကျွန်တော်တို့အများဆုံးဘတ်90 100ပေါ့ဝင်းကျင်လောက်တော့သွားနိုင်တယ်ခင်ဗျဝင်းကျင်လောက်တော့သွားနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မကိုအနေနဲ့ကတော့ပိုတွက်ထားပေါ့ကျွန်တော်တို့ဘတ်ရေဖို့ဆိုရင်တော့ဘတ်100ပေါ့မီဖို့ဆိုရင်တော့ဘတ်600လောက်တော့တွက်ထားလိုက်တာတော့ကောင်းတာပေါ့ဒါဆိုရင်ဒါကတော့ကျွန်တော်တို့အဲကွန်းကိုညကြမှာဖွင့်ပေါ့မနက်ဆိုရင်တော့ပိတ်ထားပေါ့ပန်ကားလေးနဲ့ပဲနေပေါ့အဲ့ဒါမှမဟုတ်ဘူးတနေ့ပေါ့အဲကွန်းနဲ့နေမယ်ဆိုရင်တော့ဒီထက်မကကြနိုင်တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ရေဘူးလည်းတည်ပြီးမီးဘူးလည်းတည်ပြီးနောက်ပြီးအိမ်နေစိတ်လည်းတည်ပြီးဆိုတော့ကျွန်တော်တို့တလားနေမယ်ဆိုရင်နေစိတ်ကြီးပဲဆိုရင်တော့ရေဘူးမီးဘူးအပါဆိုရင်တော့ကျွန်တော်တို့ဘယ်လောက်ကျနိုင်လဲဆိုတော့1950 2000ဝန်းကျင်ပေါ့အဲ့ဒါကတော့ကျွန်တော်တို့ရေဘူးမီးဘူးကပါသွားပြီပေါ့နေထိုင်နေလို့လည်းရသွားပြီနေစိတ်လည်းပါသွားရေဘူးမီးဘူးအပါကိုဘတ်2000ဝန်းကျင်လောက်တော့ကျနိုင်တယ်ခင်ဗျဒါကတော့တယောက်တည်းနေတာတော့မဟုတ်ဘူးပေါ့2ယောက်ခွဲနေတဲ့စိတ်ကြီးပေါ့တယောက်တည်းနေမယ်ဆိုရင်တော့ဒီထက်မကကျနိုင်တယ်ခင်ဗျဟိုမှာအိမ်သားက3300ကျွန်တော်တို့ခုနမီတာက600ဆိုရင်3900တော့3900ရေနောက်ပြီးကျွန်တော်တို့ဟိုက100ရေဆိုတော့4000လောက်တော့ကျနိုင်မယ်ဒါဆိုရင်တော့တယောက်တည်းနေမယ်ဆိုရင်တော့4000လောက်တော့ကျနိုင်တာပေါ့ဒါမှမဟုတ်2ယောက်ခွဲနေမယ်ဆိုရင်တော့အများကြီးတက်တာသွားပြီဘတ်2000လောက်တက်တာသွားပြီဆိုရင်ကျွန်တော်တို့တစ်လစာတော့ခိုးလုံသွားပြီပေါ့နေဖို့ထိုင်ဖို့အတွက်ဆိုရင်အဲအကြောင်းမို့ကျွန်တော်တို့ဒီဖြစ်နိုင်တော့2ယောက်နေပေါ့ဒါမှမဟုတ်ကလည်းတယောက်တည်းကိုအေးစစ်စစ်နေကြတယ်ဆိုရင်တော့တယောက်တည်းပဲနေပေါ့ဒါပေမဲ့ဘန်ကတော့အဲ့လိုထောက်ဝက်လောက်တော့တက်တာသွားမယ်ပေါ့2ယောက်နေမယ်ဆိုရင်တော့အဲ့ဒါလေးတော့တစ်ချက်တော့စဉ်းစားပြီးတော့နေလို့ရတယ်ခင်ဗျကျွန်တော်တို့နေစိတ်လည်းပြီးသွားပြီဆိုတော့စားစိတ်လေးကိုကျွန်တော်တစ်ချက်တော့တွက်ပေးမယ်နော်စားစိတ်ကတော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ဒီမှာနေခဲ့တုန်းကတော့စားတာကတော့ကျွန်တော်တို့တရက်ကိုဘတ်80နဲ့ပေါ့ဘတ်80နဲ့လောက်အောင်စားတယ်ပေါ့ဒါကတော့အိမ်မှာကျွန်တော်တို့ parcel ဝယ်ပြီးစားရင်တော့ကျွန်တော်တို့ဘတ်80နဲ့လောက်တယ်ခင်ဗျ။ဘာလို့လဲဆိုတော့သူကဒီမှာဟင်းရတယ်ကျွန်တော်တို့ထည့်ပေးမယ်ဆိုရင်တော့နည်းနည်းတော့များတယ်။အိမ်မှာစားတဲ့ဆိုရင်ကျွန်တော်တို့မနှညောင်ကောင်းကောင်းစားလို့ရတယ်။ဒါတော့မှကျွန်တော်တို့ထမင်းပါမယ်ဟင်းပါမယ်နောက်ပြီးတော့အရန်ဟဲပေါ့ဟရန်ဟင်းပေါ့အဲ့လိုမျိုးတစ်ပွဲပါမယ်ခင်ဗျအပြင်မှာစားမယ်ဆိုရင်တော့အနည်းဆုံးဘတ်100လောက်တော့ကုန်ကျနိုင်တယ်ခင်ဗျမနှညောင်ပေါ့ဘာလို့လဲဆိုတော့ဒီမှာကျတော့အဝါစားအဲ့လိုမျိုးကိုဘတ်50လောက်ရောင်းတာကို50လောက်ရောင်းတာဆိုမနှညဆိုရင်တော့ဘတ်100လောက်တော့ကျနိုင်တယ်ကျွန်တော်အိမ်မှာပဲဟိုပါဆယ်ဆွဲစားတာဆိုတော့ဘတ်80လောက်တယ်ပေါ့ဘတ်80လောက်လဲတော့ကျွန်တော်တို့ညတာပြီးတော့စားပါတယ်ဒါဆိုရင်တော့ကျွန်တော်ဘတ်80လဲပေါ့ကျွန်တော်တို့တွက်ကြည့်မယ်ပေါ့ဘတ်80လဲဆိုရင်တော့ကျွန်တော်တစ်လောက်ကိုကျွန်တော်တို့ရက်30ပဲထားပါအောင်ရက်30ပဲဆိုရင်တော့ကျွန်တော်တို့တရက်ကို80ဆိုတော့ရက်30ဆိုတော့ကျွန်တော်တို့2100ပေါ့2100လောက်တော့ကျွန်တော်တို့တစ်လောက်ကိုကုန်ကျနိုင်မယ်ပေါ့ဒါကတော့စားစရိတ်ပေါ့စားစရိတ်မှာကျွန်တော်တို့ရေဘူးတော့မပါသေးဘူးပေါ့ရေတန်းကတော့ဒီမှာကတော့တနေ့ကို3ဘတ်လောက်တော့ကုန်တာပေါ့ရေတန်းဆက်မှာသွားထုတ်ရတာပေါ့ဒီဘောကကြတော့တရက်ကိုကျွန်တော်တို့တယောက်တည်းဆိုရင်တော့3ဘတ်ဆိုရင်တော့3ရက်လောက်တော့ကောင်းကောင်းတောင်းနိုင်တယ်ခင်ဗျဒါကတော့တကယ်တော့ကိုကရေကိုမတောင်းနိုင်ဘူးကျွန်တော်တို့ဒီရေတန်းနဲ့ဝယ်မယ်ဆိုရင်တော့ဒီထက်မကလည်းကုန်ကျနိုင်တယ်ပေါ့ကျွန်တော်ကတော့ဒီရေတန်းဆက်တွေကနေပြီးတော့ပဲတစ်ချက်သွားပြီးတော့ဝယ်တာပေါ့
ကျွန်တော်တို့စားစိတ်လည်းတွက်ပြီးပြီဆိုတော့ကျွန်တော်တို့ရေပေါ့ရေကတော့ကျွန်တော်ကတော့ဒီမှာတော့ရေတန်းဆက်ကနေပဲတောက်တယ်ပေါ့ရေတန်းဆက်ကရေကလည်းကျွန်တော်တို့တော့အစင်တော့ပြေတယ်ပေါ့ဒါပေမဲ့တချို့လူတွေကြတော့အစင်မပြေဘူးပေါ့အစင်မပြေတော့ကျွန်တော်တို့ဒီရေတန်းဘူးတွေပါဝယ်တောက်ရတော့ပေါ့အဲ့ဒါကတော့နည်းနည်းတော့ပို့ပြီးတော့ဈေးများတယ်ခင်ဗျကျွန်တော်ကတော့ဒီမှာဆိုရင်တော့ကျွန်တော်တို့တရက်ကို2ဘတ်ပေါ့ကျွန်တော်တစ်ဘတ်ကိုသူကကြတော့ရေ1.5လီတာရတယ်ပေါ့ကျွန်တော်ကတော့တရက်ကို2ဘတ်လောက်တော့ကုန်တယ်2ဘတ်လောက်ကုန်တယ်ဆိုတော့ကျွန်တော်တို့တစ်လားစာဆိုရင်တော့ရက်30နဲ့ပဲမြောက်ပေါ့ရက်30နဲ့မြောက်ပဲဆိုရင်တော့ကျွန်တော်တို့ဘတ်60လောက်တော့ကျွန်တော်တို့တစ်လားကိုကုန်တယ်ခင်ဗျဒါကတော့ရေဘူးပေါ့ခုနကကြတော့ကျွန်တော်တို့စားစိတ်ကကြတော့တစ်လားကိုဘတ်2100လောက်သွားနိုင်တယ်ပေါ့သွားနိုင်တယ်ဆိုတော့ကျွန်တော်2160ဆိုရင်တော့ကျွန်တော်တို့1160အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တစ်လားသာကျွန်တော်တို့ရေဘူးရေတောက်တဲ့ရေစရိတ်နောက်ပြီးတော့ကျွန်တော်တို့စားမဲ့စားစရိတ်ပေါ့စားစေးရေသေးတော့ရပြီပေါ့အဲ့ဒါဆို2160တောင်းနေတော့ကျွန်တော်တို့ကောင်းကောင်းလေးတော့ဒီမှာတော့စားလို့ရတယ်ခင်ဗျဒါပေမဲ့တချို့လူတွေအတွက်ဆိုရင်တော့ဒါကတော့နည်းနည်းတော့ဟိုဟာပေါ့ညှင်းငွေ့မှာပေါ့ဘာလို့လဲဆိုတော့ဒီကောင်ကကြတော့ဒီဟင်းတွေပဲစားနေရတာဆိုတော့နည်းနည်းတော့ကျွန်တော်တို့ညှင်းငွေ့မှာပေါ့စားမယ်ဆိုရင်တော့အဲ့တော့ကျွန်တော်တရေစာတွေပါတယ်စားမယ်ဆိုရင်တော့ဒီမှာကတော့အနည်းဆုံးဘတ်50လောက်ကနေစပြီးတော့ရှိတာပေါ့ဒီမှာကွေတီယိုတို့ပါတော့အဲ့လိုမျိုးဆိုရင်တော့ဘတ်50လောက်ကနေပြီးတော့ဒါကတော့အပူကုန်တဲ့ငွေပေါ့အပူကုန်တဲ့ငွေလည်းဆိုရင်တော့ကျွန်တော်တစ်လားစာဆိုရင်တော့အပလဲဆုံးဘတ်200 300လောက်တော့ဖယ်ထားလိုက်တော့ကောင်းတာပေါ့ဒါကတော့အပြင်မှာကျွန်တော်ဒီအားလေးပဲနေရိုက်စားနေဆိုရင်တော့ညင်းငွေ့နိုင်တယ်ညင်းငွေ့နိုင်တယ်ဆိုတော့ကျွန်တော်အပြင်စားလေးစားမယ်ဆိုရင်တော့အနည်းဆုံးဘတ်50လောက်ကကုန်နိုင်တယ်ဆိုတော့ကျွန်တော်တို့တစ်လားအနေနဲ့ဆိုရင်တော့ဘတ်300လောက်တော့ဖယ်ထားလိုက်ပေါ့ဘတ်300လောက်ဖယ်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ခုနကထမင်းစရိတ်ကကျွန်တော်တို့ရေဘိုးရပါတယ်ဆိုတော့2460လောက်တော့သွားမှာပေါ့2460 2500ပေါ့2500လောက်ဆိုရင်တော့ကျွန်တော်တို့တစ်လားသာကောင်းကောင်းကျွန်တော်တို့စားနိုင်တောင်းနိုင်တယ်ပေါ့စားနိုင်တောင်းနိုင်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်စားစရိတ်ဆိုရင်တော့ကျွန်တော်တို့အနည်းဆုံး2500လောက်တော့တစ်လားသာကိုကျနိုင်တယ်ခင်ဗျကဲအဲဆိုရင်တော့ကျွန်တော်တို့ဘန်ကောက်မှာတစ်လားနေဖို့ထိုင်ဖို့စရိတ်ကိုရပြီပေါ့စားဖို့စရိတ်လည်းရပြီအဲဆိုရင်ကျွန်တော် total ဘယ်လောက်ကျလဲဆိုတော့ကျွန်တော်တစ်ချက်တော့ပြန်ပြီးတော့ပေါင်းပြပေးမယ်ပေါ့ကျွန်တော်တို့ဘန်ကောက်မှာနေမယ်ဆိုရင်ကျွန်တော်တို့တစ်လနေမယ်ဆိုရင်ကျွန်တော်တို့နေစည်းအနေနဲ့ဆိုရင်တော့ဘတ်2000လောက်တော့ကျနိုင်တယ်ခင်ဗျဒါကတော့ကျွန်တော်တို့2ယောက်နေတဲ့စရိတ်ပေါ့2ယောက်နေတဲ့ဆိုရင်တော့ဘတ်2000လောက်တော့ကျနိုင်မယ်နောက်ပြီးကျွန်တော်တို့စားစရိတ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာရေဘူးတွေပါတယ်အပါဆိုရင်တော့ဘတ်2500လောက်တော့ကျနိုင်တယ်ခင်ဗျဒါကတော့ကျွန်တော်တို့ဘတ် total ဆိုရင်တော့ဘတ်4500လောက်တော့ကျနိုင်တယ်ဒါကတော့ကျွန်တော်တို့ဘန်ကောက်မှာကျွန်တော်တို့ဘန်ကပီမှာပေါ့ဘန်ကပီမှာတယောက်ထဲနေမယ်ဆိုရင်တော့ကျွန်တော်တို့ကုန်ကြနိုင်တယ်total 4500လောက်တော့ကုန်ကြနိုင်တယ်ပေါ့ဒါကတော့ကျွန်တော်တို့အနည်းဆုံးနည်းနဲ့တွက်ထားတာပေါ့ဒီထက်ကုန်ကြနိုင်တာလည်းဖြစ်နိုင်တယ်ခင်ဗျအဲကတော့ကျွန်တော်တို့ဘန်ကောက်မှာပေါ့အသက်တာဆုံးနည်းနဲ့ကျွန်တော်တို့ထိုင်းမှာပဲဖြစ်ဖြစ်အလုပ်လာရှာတမ်းမဲ့လူတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးညှိပေးတာပေါ့တချို့တွေကဒီဘန်ကောက်မှာနေပြီးတော့တစ်လလောက်နေမယ်ဆိုရင်ဘယ်လောက်ကုန်ကြမလဲဆိုတာမသိဘူးပေါ့မသိဘူးဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်တစ်ချက်လောက်ရှင်းပြပေးတာပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ထိုင်းမှာကျွန်တော်တို့တစ်လပေါ့ဟိုအလုပ်လာရှာမှာပေါ့အလုပ်လာရှာမဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့အသုံးဝင်မယ်လို့ထင်ပါတယ်ခင်ဗျဒါကတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့နေစရိတ်စားစရိတ်ပေါ့နေစရိတ်စားစရိတ်အတွက်ပဲကျွန်တော်တွက်ပေးထားတာပေါ့တခြားကျွန်တော်တို့ဒီ transportation တွေတို့ကျွန်တော်တို့နောက်ပြီးတော့ visa ကြီးတွေပေါ့ဒီမှာနေဖို့ထိုင်ဖို့ visa ကြီးတွေတော့မပါသေးဘူးပေါ့ဒါကတော့ကျွန်တော်တို့ဘန်ကောက်မှာတစ်လားနေကုန်ကြမဲ့တစ်လားကုန်ကြမဲ့နေစရိတ်စားစရိတ်ဟာလေးကိုပဲကျွန်တော်ရိုက်ပြပေးထားတာပေါ့တခြား visa ကြီးတွေပါမယ်ဆိုရင်တော့ကြီးထက်မကလည်းကုန်ကြနိုင်တယ်ခင်ဗျအဲ့တော့ကျွန်တော်နောက်ဗီဒီယိုလေးကြရင်ကျွန်တော်ဒီ visa အကြောင်းနဲ့ကျွန်တော်တို့နောက်ပြီးတော့တစ်လားနေ transportation ဘယ်လောက်ကုန်ကြနိုင်လဲဆိုတာလေးကိုကျွန်တော်တစ်ချက်တော့ပြန်ပြီးတော့တွက်ချက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးပြန်လုပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျအဲဗီဒီယိုလေးကိုလည်းကျွန်တော်တို့တစ်ချက်တော့အားပေးပေးပါဦး